Hello မင်္ဂလာပါကျွန်တော်တော့ဒေါက်တာဆိုင်းကောင်းနေမှာလိမ့်ဆန်ဆေးကိုဆရာပါဒီဗီဒီယိုထဲမှာကြက်တွေရဲ့အသက်ရှူတန်းကြောင်းကိုနော်ထိခိုက်စေတဲ့ယောဂ၄မျိုးကြောင်းကိုပြောပြတော့မှာဖြစ်ပါတယ်အဲ့ဒါဘာလဲဆိုရင် ND IB ILD Coryza ပေါ့နော်ဟုတ်ပြီ ND ဆိုတာဘာလဲ ND ဆိုတာဒီလေလိန်ယောဂပေါ့နော်အရှည်ကတော့ဒီ Newcastle disease လို့ခေါ်ပါတယ်ဒီယောဂပေါ့နော်Paramyxoviridae virus ပိုးကြောင့်ပေါ့နော်ဖြစ်တယ်ပေါ့နော်ဒီယောဂဖြစ်ပြီးဆိုရင်ဘယ်လိုလက္ခဏာတွေပြမလဲပေါ့နော်ကျွန်တော်တို့ဒီအဓိကကတော့လဲလေဆိုတဲ့အတိုင်းပဲကြက်တွေရဲ့အာယုံကြောကိုထိခိုက်မယ်ပြီးရင်သူ့ရဲ့လေပင်ကပေါ့နော်လိမ်ပြီးတော့ဒါပေမဲ့တစ်ခါကျရင်ဒီမျက်လုံးတွေကလည်းပေါ်ပဲစိုက်ကြည့်နေတဲ့ပုံစံမျိုးတွေ့ရမှာဖြစ်ပါတယ်ဒီအန်တီယောဂဖြစ်ပြီးဆိုရင်ကျွန်တော်တို့အသက်ရှူလမ်းကြောင်းကိုထိခိုက်မယ်ညဆိုရင်ချွဲတံကြားရမယ်ဥနှုံးတွေကိုထိခိုက်မယ်ဥနှုံးကြမယ်ပြီးရင်သူ့ရဲ့ဥပုံစံနဲ့လည်းပုံမှန်မှန်ကိုချွန်ချွန်လေးဖြစ်နေရမျိုးတွေပြီးရင်ဒီအကာတွေကလည်းရည်ကြေးတွေဖြစ်နေရမျိုးတွေတွေ့ရမှာဖြစ်ပါတယ်ပြီးရင်သူဝမ်းသွားမယ်ဝမ်းသွားရင်လည်းအစိမ်းရောင်ပေါ့နော်ချို့ကြတော့ဝမ်းစိမ်းသွားရပေါ့နော်အဲ့လိုမျိုးပြောကြတယ်ကျန်လို့တည်ရွာတဲ့ကောင်တွေကိုပေါ့နော်ခွဲကြည့်လိုက်မယ်ဆိုရင်သူ့ရဲ့ဒီအမြင့်မှာပေါ့နော်တွေးဆက်လေးပုံစံမျိုးတွေတွေ့ရမှာဖြစ်ပါတယ်ဒီယောဂါပေါ့နော်ဖြစ်ပွားနှုန်းကလည်းမြင့်တယ်ဒေဆုံးနှုန်းကလည်း90ကနေ90ရာခိုင်နှုန်းလောက်ထိဖြစ်တယ်ပေါ့နော်ဒီယောဂါဘယ်လိုကူးစက်နိုင်လဲဒီလေထဲကနေဆင်ကူးစက်နိုင်တယ်ယောဂါပိုးပါတဲ့ဒီအကြည့်ချွဲတွေမစင်တွေပေါ့နော်အဲ့ကနေတစ်ဆင့်နဲ့ထိတွေ့စားမိမှလည်းကူးစက်နိုင်ပါတယ်နောက်တစ်ခုကကြတော့ IB လို့ခေါ်တဲ့လေလွန်ရောင်ယောဂါသူကကြတော့ကြက်တွေမှာဖြစ်တဲ့အခါမှာကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်တာပေါ့နော်ဒီယောဂါဖြစ်ပြီးဆိုရင်သူကလည်းချွဲတံကြီးကြားမယ်တက်ရှူလန်းကြောင်းတွေထိခိုက်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ဥနှုံးတွေကလည်းအရင်ထိုးကြပါမယ်ပေါ့နော်ဒီ80ရာခိုင်နှုန်းလောက်ထိကြားပါမျိုးတွေလည်းတွေ့ရနိုင်ပါတယ်ပြန်စားနှုံးတွေကြားမယ်ဝိတ်တက်နှုံးတွေလည်းကြားမယ်အပြင်ဒီယောဂါကတာဟုပြောနေကိုထိခိုက်ပျက်စီးစေတဲ့အတွက်ကြောင့်မလို့ပေါ့နော်တက်လုံးပြန်မဥနိုင်တော့တာမျိုးတွေတွေ့ရနိုင်ပါတယ်အဲကြောင့်မလို့စီးပွားရေးရအောင်ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေအများကြီးဖြစ်စီနိုင်ပါတယ်ကဲလို့ဒီကောင်လေးတွေပေါ့နော်တေရွာလို့ခွဲကြည့်လိုက်မယ်ဆိုရင်လေပြွန်မှာကြည့်ချွေးတွေတွေ့ရမယ်ပြီးရင် E. coli လို့ခေါ်တဲ့ bacteria infection ဒီနဲ့တွေးမှဖြစ်မယ်ဆိုရင်ပေါ့နော်ရေပြင်းဆွဲတို့မျိုးလက္ခဏာတွေတွေ့ရမယ်ပြီးရင်သူ့ကြောက်ကစိုက်ပုံမှန်တာမျိုးတွေတွေ့ရနိုင်ပါတယ်နောက်တစ်ခု ILD လို့ခေါ်တဲ့ infectious laryngotracheitis ပေါ့နော်ယောဂါ herpesvirus လို့ခေါ်တဲ့ virus ပိုးကြောင့်ဖြစ်တာပေါ့နော်ဒီယောဂါလည်းတက်ရှူလမ်းကြောင်းကိုထိခိုက်တာပဲပေါ့နော်တက်ရှူပြုံလေပြုံတွေကိုရောင်ရမ်းစေတဲ့ယောဂါပဲဖြစ်ပါတယ်အဲကြောင့်ဒီယောဂါဖြစ်ပြီးဆိုရင်ချွဲတံတွေကြားမယ်တချို့ကောင်တွေဆိုရင်ပါးစပ်နှုတ်တီးမှာတွေးစားလေးတွေတွေ့ရတာမျိုးတွေလည်းတွေ့ရတတ်ပါတယ်တက်ရှူလမ်းကြောင်းရောင်ရမ်းချွဲနေပိတ်ပြီးတော့ပေါ့နော်တက်ကောင်းကောင်းမရှူနိုင်ဘူးလေဘင်းဆိုင်မှာတက်ရှူတဲ့ပုံစံမျိုးတွေချွဲတံတွေရမ်းကြားမျိုးတွေပေါ့နော်ဒီယောဂါပေါ့နော်လေပြုံအဓိကထိခိုက်တဲ့ယောဂါဖြစ်တယ်ပေါ့နော်နောက်တစ်ခုကကျတော့ infectious coryza လို့ခေါ်တဲ့ယောဂါပေါ့နော်ဒီယောဂါက AV bacterium paracarinarum လို့ခေါ်တဲ့ bacteria ပိုးကြောင့်ဖြစ်တယ်ဒီယောဂါဖြစ်ပြီးဆိုရင်ခေါင်းတွေရောင်မယ်ကြီးမယ်မျက်လုံးတစ်ဝိုက်ဒီပါးတွေတစ်ဝိုက်မှာရောင်မှကြီးလာမယ်ပေါ့နော်ဒီယောဂါလေပြုံတော့အရင်မှထိခိုက်မှုမရှိဘူးပြင်တချို့ case တွေမှာဆိုရင် one shot မျိုးတွေတွေ့ရနိုင်ပါတယ်